မဲသားခန်းကျင်သည်ငပိအဆက်ချက်လေးပေါ့နော်ချက်ရတာလော်ကူရိုးရှင်းပေမဲ့အရန်ကိုခရမ်းမြိုင်စင်တစ်ခွက်ဖြစ်တဲ့အတွက်ဆောင်းထိကြည့်လိုက်ကြအောင်နော်အရင်ဆုံးပေါ့နော်အနမ်းလေးမွှေးတော့အောင်လို့နည်းနည်းထည့်ပြီးတော့ကြက်သွန်ပြူချင်းငုံကြီးကြောက်ထားတာလေးတွေရယ်ငပိလေးရယ်သူတို့ကြက်အောင်ကြီးပေါ့နော်မလိမ့်မှန်နဲ့မွှေးရုံလေးထည့်ပြီးတော့ခန်းချင်လေးတွေနူးနဲ့သွားတဲ့အထိချက်မှပြပါတယ်အစကတော့ကိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်အစကတော့ကြိုက်လို့မို့ကြောင့်ငုံကြီးကြောက်လေးနည်းနည်းထည့်လိုက်ပါတယ်ပြီးရင်တော့စားအချုံမော့ခနောပေါ့နော်စားလေးတွေထည့်ပြီးတော့ခန်းချင်လေးကိုနူးနဲ့တော့အောင်လို့ရေလေးနည်းနည်းလေးပဲထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့နှက်ပေးထားလိုက်ပါတယ်ခန်းကျင်ဒီလေးတွေကိုတော့နူးနဲ့တဲ့အထိစိတ်ရှိရှိလေးနဲ့ချက်ပေးထားလိုက်ပါတယ်ရှင်ခန်းကျင်ဒီလေးတွေနူးနဲ့ပြီးစီပြန်လာပြီဆိုရင်တော့အမဲသားလှိမ့်ထားတာလေးထည့်ပါမယ်မဲသားကတော့စီစားအချုံမုံနွမ်းနဲ့လှိမ့်ထားတာလေးပါခန်းချင်ဒီအနှစ်လေးတွေနဲ့အမဲသားလေးတွေတမသွားပြီဆိုရင်တော့ရေလေးဆော့ပါမယ်စူပြီးသားရေနွေးတစ်ပတ်ကန်စားလောက်လေးပေါ့နော်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့နှက်ပေးထားလိုက်ပါတယ်အမဲသားကနူးလဲနူးလှိမ့်ပြီးသားလဲဖြစ်တဲ့အတွက်ရေတစ်ခါဆွတ်ပြီးတော့မိကြီးအေးလေးနဲ့နှက်လိုက်တာကျက်သွားပါတယ်ရှင်တကယ်လို့ခုလိုနေထားမှာအမဲသားကမနှက်သေးဘူးဆိုရင်ပေါ့နော်စူပြီးသားရင်တွေးလေးမြုပ်တယ်ဆိုရင်လေးထည့်လိုက်အဖုံးလေးအုပ်ပြီးတော့နှက်လိုက်နဲ့မနှက်မချင်းချက်ပေးအောင်ပါပဲရှင်ကဲခုဆိုရင်တော့တစ်ခါတည်းနဲ့ထမင်းမြိုင်စီမယ်အမဲသားခန်းကျင်ငပိချက်လေးရပါပြီရှင်ခုလိုဒီဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ရှုပေးတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဒီဟင်းချက်လေးကိုရောကြလားရှင်အောက်က comment လေးမှာရေးပေးခဲ့ကြပါအောင်နော်အားလုံးပဲဘိုင်းပါ